ဘာဖြစ်လို့လဲ ဘဝတော့အော် ဒီကစားတာနေမှာဘောကိုရင်ရဲ့ မတော့ဘူးကြပြောနေတာ အမရှောင်းမရိုက်ချုံမယ်ညော ဖုန်ကြီးကတကယ်ပြောတာဟောဘယ်လိုပြောလဲဒါဘယ်လိုပြောလဲ တော့ရချိုးပဲလာရေးဒီရဲ့ ကျန်လာရဲလာခဲ့ကြည့်ဟောဘာဖြစ်လို့ဖုန်ကြီးကဘယ်နားမှာပြောလိုက်လဲကိုရင် ခုမ ဘယ်နားမှာလဲကိုရင် ခုမ အေးလေဟိုမှာ ဒီငယ်ဒီမ အေးဖုန်ကြီးငယ်ရေးကြည့်မယ် ကိုရန်ထားရမယ်လား တရက်ပဲနေလိုက်တော့လေ မလေးကျိုးရရမလေးကျိုး อ๋อမနေချင်တော့မနေချင်တော့ ဒီမဲ့ကိုတော့ တိတ်နေဖုန်ကြီးကတကယ်ပဲအဲ့လိုပြောလိုက်တာဟောတာဖုန်ကြီးကိုမချစ်တော့ဘူးလား မကြည့်တော့ ဟောဖုန်ကြီးကသားကိုအဲ့လိုမျိုးပဲပြောလိုက်တာဘယ်လိုပြောလဲပြန်ပြောကြည့်ရ ကျောင်းရကြည့်ရဲ့ ဘယ်လို ညဒီပဲနောက်ပြီးဘောကြည့်ဦး အိုးဖုန်ကြီးကိုပြန်တင်ငယ်ကြည့်မယ်လေအဲ့လိုမပြောအောင် ဒီပါစေ တရက်လောက်ဝေးလိုက်အောင်နော် မွေးရဦး ဟောတရက်မမွေးတော့ဘူးမမိုးလိုက်အိတ်မယ်လေ မလေးကျိုး ဟော မဟုတ်ကြီးကအကွင်းဘယ်လိုပြောလဲမဟုတ်လေ